ဒေသခံ3သိန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်းကြရတဲ့အထိမှွေနောက်သွားခဲ့တဲ့တရုတ်နိုင်ငံတောင်ပိုင်းကတိုင်ဖုန်းဟုန်ရှားရဲ့ရိုက်ခတ်မှုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေတိုင်ဖုန်းမွန်တိုင်းနူဒါမှမဟုတ်ဟုန်ရှားလို့ခေါ်တဲ့ဒီတိုင်ဖုန်းမွန်တိုင်းကြီးကဇူလိုင်လ25ရက်နေ့မွန်းလယ်ပိုင်းမှာဟောင်ကောင်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်လေပြင်းကြောင့်မြို့လေကအထက်မြင့်ဆောင်တစ်ခုမှာတော့တပ်ဆင်ထားတဲ့ညမ်းစင်ကြီးကပြင်းထန်တဲ့လေတံကိုမခံနိုင်ပဲပြိုကျသွားခဲ့တယ်လို့သိရပါတယ်အဲဒီညမ်းတွေကဟောင်ကောင်စပိနာဆက်မှုအဆောက်အုံအပိုင်း9ရဲ့ခေါင်မိုးပေါ်ကိုပြိုကျသွားခဲ့တာပါအွန်လိုင်းသုံးပြုသူတချို့ကတော့ဒါဟာမုံတိုင်းရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုကိုပြသနေတာလို့ပြောကြပါတယ်။ရဲတပ်ဖွဲ့ထံကိုသတင်းပေးပို့မှုတွေအများကြီးရောက်ရှိခဲ့ပေမယ့်အစောပိုင်းစစ်ဆေးချက်တွေအရထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူးလို့ဆိုပါတယ်။ဟုန်ရှားမုံတိုင်းကဇူလိုင်လ25ရက်နေ့ညပိုင်းကနေ26ရက်နေ့အစောပိုင်းထိဟောင်ကောင်နဲ့ကွမ်တုံးကမ်းခြေတစ်လျှောက်ကိုဖျက်ကျော်ဝင်ရောက်ခဲ့တာပါ။ဇူလိုင်လ26ရက်နေ့မှာတော့ကွမ်တုံးပြည်နယ်အတွင်းကရထားပြေးဆွဲမှုအားလုံးကိုရန်နာထားခဲ့ရတယ်လို့ကွမ်တုံးနဲ့ဖူကျန်းပြည်နယ်တွေကကရုတင်မော်လိုင်းအများပြားကိုလည်းပိတ်ထားခဲ့ရပါတယ်။ဖူကျန်းတောင်ပိုင်းကပင်လယ်ပြင်လုပ်ငန်းခွင်တချို့ကိုလည်းရပ်နာထားခဲ့ရပါတယ်။မုန်တိုင်းကတော့ရောက်လာပါပြီ။တကယ်ကိုကြောက်စရာကြီးပါပဲ။မိုးတွေကလည်းရုတ်တရက်ကြီးကိုတဲကြီးမဲကြီးရွာချလိုက်တာပါလို့ဒေသခံတို့ကဆိုပါတယ်။ဗီဒီယိုထဲမှာတော့ကောင်းကင်တစ်ခုလုံးမဲမောင်နေတဲ့တိမ်တိုက်ကြီးတွေဖုံးလွှမ်းနေပြီးမြို့ကြီးကိုအုံမိုးထားသလိုမျိုးခံစားရစေပါတယ်။ပြင်းထန်တဲ့လေတွေကလမ်းမတွေပေါ်မှာတုံးတိုက်ခတ်နေပြီးဖုံဖုံနေတဲ့မိုးရေတွေကိုလေထဲမှာလွင့်စင်နေစေပါတယ်။တစ်ပင်တွေကလည်းဟိုဘက်ဒီဘက်ပြင်းပြင်းထန်ထန်ရိမ်းထိုးနေပြီးတကိုင်းတွေကျိုးပြတ်တာတချို့ဆိုရင်အမြစ်ကနေပါကျွတ်ထွက်ကုန်တာမျိုးတွေရှိနေပါတယ်။မိုးကလည်းတိထန်စွာရွာသွန်းနေပြီးတော့အိမ်ခေါင်မိုးတွေကားတွေနဲ့မြေပြင်ပေါ်ကိုကြားရောက်နေလို့ပဝင်းကျင်တစ်ခုလုံးဆူညံနေခဲ့ပါတယ်။တချို့နေရာတွေမှာတော့ကြောင်ညာဆိုင်းဘုတ်တွေနဲ့လမ်းဘေးတက်တိုင်တွေကလေပြင်းထန်ကြောင့်ကျိုးပြတ်သွားပြီးတော့တံပြားတွေနဲ့ပလတ်စတစ်ဆောက်တွေလေထဲမှာလွင့်စင်နေတာကြောင့်တကယ်ကိုအန်ထရယ်များလာတဲ့အခြေအနေတစ်ခုဖြစ်နေရပါ။ကားတွေကလည်းဒီမုန်တိုင်းထဲမှာခက်ခက်ခဲသွားလာနေရပြီးမိုးတွေတဲနေတာကြောင့်ကားမီးရောင်တွေတောင်မှိန်ပြပြပဲမြင်တွေ့နေရပါတယ်။လမ်းလျှောက်နေတဲ့သူတွေဆိုရင်လည်းလေတံကြောင့်မတ်တက်တောင်ခက်ခက်ခဲခဲရပ်နေကြရတာဖြစ်ပြီးထီးတွေဆိုရင်လည်းချက်ချင်းပဲလန်ထွက်ကုန်ပါလိမ့်မြို့တစ်ခုလုံးကကမောက်ကမောက်တွေဖြစ်နေတယ်လို့ပါပဲဒီဟုန်ရှားမွန်တိုင်းကတကယ်ကိုကြောက်စရာကြီးပါကျမအခုကွမ်မင်းမှာရောက်နေတာဒီလေတိုက်နေတာကိုကြည့်ပါဦးခလင်းငယ်တယောက်ကိုတော့လွင်သွားလောက်အောင်တိုက်နိုင်တဲ့အင်အားမျိုးရှိနေတာပါကောင်းကင်ကြီးကိုကြည့်ပါဦးလုံးဝကိုမှောင်ထိကျသွားပါပြီဒါပေမဲ့ကျမကတော့ကလိုင်းရန်တယောက်ကိုစောင့်ဖို့အတွက်ဒီလုပ်ငန်းခွင်မှာရှိနေတုံးပါပဲကျမဖောက်တဲ့ကကွမ်ဂျိုကနေလာနေတာနောက်ထပ်နာရီဝက်လောက်ဆိုရောက်ပါပြီဒါကြောင့်မုန်တိုင်းတိုင်းနေအောင်ကျွန်မကတော့သူ့ကိုစောင့်နေရမှာပါပဲဒါပေမဲ့အားလုံးကိုသတိပေးချင်တာကတော့ဒီမုန်တိုင်းကတကယ်ကိုအန်ထရယ်များပါတယ်ဆိုင်းဘုတ်တွေဒါမှမဟုတ်တစ်ပင်တွေနားမှာမရက်ကြပါနဲ့အပေါ်ကနေတစ်ခုခုပြုတ်ကျလာပြီးတော့ထိမှန်နိုင်လို့ပါကျွန်မလည်းအခုအထဲဝင်ပြီးခိုနားရတော့မယ်တကယ်ကိုကြောက်စရာကြီးပါလို့အမျိုးသမီးတို့ကဆိုထားခဲ့ပါတယ်အမျိုးသားမိုးလေဝသဌာနကတော့ဇူလိုင်လ25ရက်နေ့ည8:00နာရီလောက်မှာဒီနှစ်အတွက်ပထမဆုံးအနီရောင်စစ်မုန်တိုင်းသတိပေးချက်ကိုထုတ်ပြန်ခဲ့ပါတယ်ဒါဟာအမြင့်ဆုံးသတိပေးချက်အဆင့်မှာဇူလိုင်လ24ရက်နေ့ညနေ9:00နာရီမှာတော့ဟုန်ရှားကအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မုန်တိုင်းဗဟိုချက်မကကွမ်တုံးပြည်နယ်ရှန်ဝင်မြို့ရဲ့အရှေ့တောင်ဘက်960ကီလိုမီတာအကွာမှာရှိနေပြီးဗဟိုချက်အနီးမှာအမြင့်ဆုံးလေတိုင်နှုန်းကအဆင့်10အထိရှိခဲ့ပါတယ်။ဒီမုန်တိုင်းကြောင့်ကွမ်တုံး၊ဖူချက်၊ကျန်းရှိ၊ဟူနန်၊ဟူပေးနဲ့ရှင်ကျန်းပြည်နယ်တချို့မှာမိုးသီးထန်စွာရွာသွန်းခဲ့ပြီးတချို့နေရာတွေမှာတော့စံချိန်တင်မိုးရွာသွန်းမှုတွေရှိခဲ့ပါတယ်။ကွမ်တုံးရှိပိုင်းကမ်းရိုးတန်းဒေသတွေမှာတော့မိုးရေချိန်400ကနေ500မီလီမီတာအထိရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ကမ်းရိုးတန်းတစ်လျှောက်ကမြင်ကွင်းတွေကတော့တကယ်ကိုတုံ့လို့ဆရာပါပဲ။လေပြင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့လိုင်းလုံးကြီးတွေကကမ်းခြေကကြောက်တိုင်းတွေကိုတုံးရိုက်ခတ်နေပြီးရင်မုံရင်မားတွေကလေထဲကိုမြင့်တက်နေတာကတခုကိုဝါမျိုးတော့မလို့ပါ။ကွမ်တုံးပြည်နယ်ရှန်ဝီမြို့ကဟုန်တိုင်ဖမ်းပြေစကန်မှာဆိုရင်လေတိုင်နှုန်းကအဆင့်10အထိရှိခဲ့ပါတယ်။လိုင်းလုံးကြီးတွေကကမ်းခြေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ပြီးကီလိုဂရမ်100ကျော်လေးချိန်ရှိတဲ့ကွန်ကရစ်တိုင်ကြီးတိုင်တောင်လှိုင်းထန်ကြောင်ကျိုးပြတ်ပြီးတော့ကမ်းပေါ်ကိုပါလာခဲ့တယ်လို့သိရပါတယ်။အဲဒီနေရာမှာရောက်နေတဲ့သတင်းနောက်တစ်ယောက်ကတော့ကွန်ကရစ်တိုင်တွေကလှိုင်းထန်ကြောင်အပိုင်းပိုင်းပြတ်ထွက်သွားပြီးကမ်းပေါ်ကိုတွန်းတင်ခံလိုက်ရတာကိုမြင်တွေ့ခဲ့ရပါတယ်။အာနာပိုင်တွေကတော့ခွမ်တုံးမှာလေစင်နှမောင်းတွေလည်းတိုက်ခတ်နိုင်တယ်လို့သတိပေးထားပါတယ်။လူအများအပြားကတော့မောင်တိုင်းရဲ့ရိုက်ခတ်မှုကိုပြသတဲ့ဗီဒီယိုတွေကိုအွန်လိုင်းပေါ်ကိုတင်ခဲ့ကြပါတယ်။ဗီဒီယိုတစ်ခုမှာတော့ဇူလိုင်လ25ရက်နေ့မွန်းလယ်3:00နာရီလောက်မှာဟုန်ရှားမုန်တိုင်းရဲ့အပြင်ဘက်တိမ်တိုက်တွေကကွမ်တုံးပြည်နယ်တုံးကွမ်းမြို့ကိုရောက်ရှိလာပြီးလေပြင်းတွေတိုက်ခတ်နေတာကိုတွေ့ရပါတယ်။ရှင်းကျန်းမြို့ကဒေသခံတယောက်ကလည်းဟုန်ရှားမုန်တိုင်းရောက်လာတဲ့အခါမွန်းလယ်3:00နာရီနောက်ပိုင်းမှာလေပြင်းတွေရုတ်တရက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အွန်လိုင်းပေါ်ကဗီဒီယိုတွေရတိုင်ဖုန်းမုန်တိုင်းကြောင့်ကျူးဟိုင်လေးစိတ်မှာခရီးသည်များပြားတောင်းတင်နေတာကိုတွေ့ရပါတယ်။ VIP နားနေဆောင်မှာလည်းလူတွေပြည့်နေနေပြီးသွာလာရတာတောင်ခက်ခဲနေပါတယ်။မုန်တိုင်းကြောင့်ကွမ်တုံးတပြည်နယ်လုံးမှာအမြန်ရထားနဲ့ရိုးရိုးရထားပြေးဆွဲမှုတွေကိုဇူလိုင်လ25ရက်နေ့ကစပြီးတော့ရပ်နာခဲ့တယ်လို့26ရက်နေ့မှာတော့လုံးဝရပ်ဆိုင်းလိုက်ပါတယ်။ရထားခရီးစဉ်ဖြတ်သိမ်းမှုတွေကတော့မုန်တိုင်းလမ်းကြောင်းနဲ့မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်ပါသေးတယ်။ကွမ်တုံးကဂရိုသိမ်းမောခရီးစဉ်တချို့ကိုလည်းရပ်နာထားပါတယ်။ဇူလိုင်လ24ရက်နေ့မွန်းတဲချိန်အထိဂရိုသိမ်းမောလိုင်း73လိုင်းနဲ့သိမ်းမော28စင်ကလုပ်ငန်းတွေရပ်နာထားခဲ့ရပါတယ်
ကွမ်တုံးပြည်နယ်ရေးပေါ်စီမံခန့်ခွဲမှုဌာနကတော့ဟုံရှမုန်တိုင်းအတွက်ပြင်ဆင်တဲ့အနေနဲ့ဇူလိုင်လ25ရက်နေ့ညနေ4:00နာရီအထိလူပေါင်း3,500,000ကိုပြောင်းရွှေ့ပေးခဲ့တယ်လို့ဆိုပါတယ်။ကွမ်တုံးရေချောင်းအာဏာပိုင်တွေရဲ့အဆိုအရကွမ်တုံးအရှေ့ပိုင်းပင်လယ်ပြင်ကလေယာဉ်လျှက်စစ်စင်မြင့်တွေပေါ်ကလူပေါင်း198ယောက်ကိုလည်းဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ပင်လယ်ပြင်ရေနံထူးစင်တွေပေါ်ကလူပေါင်း9,000ကျော်ကိုလည်းအောင်မြင်မြင်ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။တင်မောလမ်းကြောင်းတချို့ကိုလည်းကန့်သက်ထားပြီးတင်မောတွေကိုမုန်တိုင်းတိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာတွေကိုရှောင်ရှားဖို့ညွှန်ကြားထားပါတယ်။ဇူလိုင်လ24ရက်နေ့ညပိုင်းမှာတော့ချောင်ကျိုရှန်ထိုကျဲ့ရန်နဲ့ရှန်ဝေမြို့တွေမှာမုန်တိုင်းသတိပေးချက်အဆင့်အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ချောင်ကျိုမှာတော့ကလေးထိန်ကျောင်းတွေအားလုံးကိုပိတ်ထားခဲ့တယ်လို့လူချင်းတွေ့ဆုံတင်ကြားရမယ့်ကျောင်းပြင်ပပညာရေးသင်တန်းတွေကိုလည်းရပ်နားထားခဲ့ပါတယ်။ရှန်ထိုမှာတော့နန်အော်ဒရာကိုဇူလိုင်လ25ရက်နေ့ညနေ4:00နာရီကစပြီးပိတ်ဖို့စီစဉ်ခဲ့ပါတယ်။ဖူကျန်းတောင်ပိုင်းကလည်းဟုံရှမုန်တိုင်းရဲ့ချိန်ချောက်မှုကိုခံခဲ့ရပါတယ်။ဖူကျန်းရေချောင်းအာဏာပိုင်တွေရဲ့အဆိုအရချွမ်ကျိုနဲ့ကျန်းကျိုးကပင်လယ်ပြင်လုပ်ငန်းခွင်62ခုကိုရပ်နားထားခဲ့ရပြီးဆောက်လုပ်ရေးတင်မော220စင်းကိုလည်းဘေးကင်းတဲ့နေရာတွေကိုရွှေ့ပြောင်းထားခဲ့ရပါတယ်။တင်မောဆွဲရနဲ့ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုအပါအဝင်လုပ်ငန်းအားလုံးကိုရပ်နားထားသလိုရွက်လီတွေနဲ့တခြားတင်မောငယ်တွေကိုလည်းမမောင်းဖို့ညွှန်ကြားထားပါတယ်။အရေးကြီးလမ်းကြောင်းငယ်ကလွဲလို့မြို့3မြို့ကကတိုတင်မောလိုင်း14လိုင်းလုံးကိုဇူလိုင်လ24ရက်နေ့ညနေ6:00နာရီမတိုင်ခင်မှာပိတ်ထားခဲ့ပါတယ်။ဒါအပြင်တိုင်ဖုန်းမုန်တိုင်း6ဇူလိုင်လ25ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ကွမ်တုံးပြည်နယ်မြို့ပြဘောလုံးလေးနဲ့ဘတ်စကတ်ဘောလီပွဲစဉ်တွေကိုဩဂုတ်လ1ရက်နေ့ည9:00နာရီခွဲကိုရွှေ့ဆိုင်းခဲ့ပါတယ်။ကစားမယ့်ကွင်းတွေကတော့အပြောင်းလဲမရှိပါဘူး။မုန်တိုင်းကကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီးနောက်မြောက်ဘက်ကိုဦးတည်သွားမယ်လို့ခန့်မှန်းရပါတယ်။သူ့ရဲ့အပြင်ဘက်တိမ်တိုက်တွေနဲ့မုန်တိုင်းကျွင်းကြံတွေကကြဲ့ချမ်းအပါအဝင်တခြားဒေသတွေကိုလည်းတိုက်ရောက်နိုင်ပါတယ်။ဟုံရှမုန်တိုင်းကုန်းတွင်းပိုင်းမဝင်ခင်ကတည်းကဒေသတော်တော်များများမှာသူ့ရဲ့တိုက်ရောက်မှုကိုခန်းစားခဲ့ရတာပါ။အစင်ကိုရှိတဲ့လေပြင်းတွေကကျန်းဆူရှင်ကျန်းဟောင်ကျန်းနဲ့ဖူကျန်းပြည်နယ်တို့ကိုတိုက်ခတ်ခဲ့ပါတယ်။လေဆင်နှမောင်းတစ်ခုကလည်းကွမ်ရှိကိုတိုက်ခတ်ခဲ့ပြီးချီကျိုးမြို့မှာရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒေသအများပြားမှာပြောင်းခင်းတွေလဲကျကုန်တယ်လို့လမ်းဘေးတစ်ပင်တွေလည်းလေပြင်းထန်ကြောင်းကျိုးပြတ်ကုန်ပါတယ်။ဇူလိုင်လ23ရက်နေ့မှာတော့လူတစ်ယောက်ကထူးဆန်းတဲ့လေဆင်နှမောင်းမြင်ကွင်းတစ်ခုကိုရိုက်ကူးနိုင်ခဲ့ပြီးကြီးစုသူတွေကိုတုံ့လှုပ်စေခဲ့ပါတယ်။ကောင်းကင်နဲ့မြေပြင်ကြားမှာပြင်းပြင်းထန်ထန်လဲပတ်နေတဲ့လေဆင်နှမောင်းကြီးကဗီဒီယိုရိုက်နေတဲ့အမျိုးသမီးကိုတောင်ထိတ်လန့်သွားစေခဲ့တာပါ။အဲ့ဒီဗီဒီယိုထဲမှာတော့လေပြင်းတွေကဆိုလာပြားတွေကိုလုံးဝလန်ထွက်သွားစေပြီးတစ်နေ့လုံးပျက်စီးသွားတာကိုတွေ့ရပါတယ်။ကျိုးပဲနေတဲ့အထောက်ပံ့တွေနဲ့အပျက်စီးတွေကမြေပြင်ပေါ်မှာပြန်ကျဲနေပါတယ်။တစ်ချိန်ကတည်တည်ချာချာစီထားတဲ့ဆိုလာပြားတန်းကြီးတွေကအခုတော့ကောက်ကွေးနေတဲ့တန်ပေါင်တွေနဲ့ကွဲရနေတဲ့မှန်စတွေပဲကျန်ပါတော့တယ်။ဒီအသေးဥထုကတကယ်ကိုကြောက်စရာကြီးပဲတကယ်ကိုထိတ်လန့်မှုကောင်းပါလေ။ဒီမုန်တိုင်းကဘယ်လိုလုပ်ရုတ်တရက်ကြီးရောက်လာလဲမသိဘူး။မိုးတွေကလည်းတအားသဲနေတာပဲ။နန်နေမှာဆိုရင်မုန်တိုင်းတွေကအရင်ကတစ်ခါမှမလာဘူးပါဘူး။ဒီနေ့မှဘာလို့ရုတ်တရက်ကြီးလာတာလဲ။ဒီလေနဲ့မိုးကိုကြည့်ပါဦး။မြို့မြောက်ပိုင်းဈေးတစ်ခုလုံးနဲ့ပျက်စီးသွားပါပြီ။အရာအလုံးအပိုင်းပိုင်းပြတ်ထွက်ကုန်တာပါ။အနှစ်30အတွင်းမှာဒီလောက်လေပြင်းတာနဲ့မိုးတဲတာမျိုးတစ်ခါမှမမြင်ဘူးပါဘူး။နေရာတိုင်းမှာလည်းမိုးချိုးတွေပြစ်နေတာတကယ်ကိုကြောက်စရာကြီးပါ။မိုးကအရန်တဲတော့အိမ်ထဲကိုတောင်ရေတွေဝင်နေပါပြီလို့ဒေသခံအမျိုးသားကဆိုပါတယ်။ဒေသခံမျိုးသမီးတအုပ်ကလည်းအခုဆိုရင်လေနည်းနည်းပြင်းလာတိုင်းတကယ်ကိုကြောက်နေမိပါတယ်။ညနေ6:00နာရီကျော်တဲ့အချိန်မှာကျမတို့စီကိုတကယ်ကိုပြင်းထန်တဲ့လေပြင်းတစ်ချက်ရုတ်တရက်ကိုတိုက်ခတ်လာပါတယ်။နောက်တော့ဖောက်တဲ့တယောက်ရောက်လာပြီးတော့ပြောပြတာကသူဒီကိုမလာခင်မှာကောင်းကင်ကြီးတစ်ခုလုံးမှောင်မွေးနေတာကိုမြင်ခဲ့ရပေမဲ့သူရှိနေတဲ့နေရာမှာတော့လေတိုက်တာမျိုးမရှိသလောက်ပဲလို့ဆိုပါတယ်။အဲ့ဒါနဲ့ပဲကျမတို့ဒေါင်ရန်လူမှုအတိုင်းဝိုင်းလေးတစ်ခုတည်းပဲဒီလိုထူးဆန်းပြီးအားပြင်းတဲ့လေပြင်းနဲ့ကိုခံလိုက်ရတာလားဆိုပြီးတွေးနေမိပါတယ်။အဲ့ဒီလေပြင်းတွေဖြတ်တန်းသွားပြီးတဲ့နောက်မှာတော့မိုးတွေအရန်ကိုတဲလာပါတော့တယ်လို့ဆိုပါတယ်။အခုဆိုရင်ဒီလမ်းလေးပေါ်မှာမိုးတိထန်စွာရွာသွန်းနေပါပြီ။ရေကြီးတာကလည်းတကယ်ကိုဆိုးရွားနေပါပြီ။လူတိုင်းလည်းမိခိုနေကြရတာပေါ့။ကျွန်တော်ရဲ့ဖက်နှက်တွေလည်းရေဆုပ်ကုန်ပါပြီ။ဒီလောက်နှစ်တွေအခြားကြီးတွေမှာဒီလိုမျိုးလေစင်နှမောင်းတိုက်တာကိုပထမဆုံးမြင်ဘူးတာပါပြီ။ဒီလိုပြင်းထန်တဲ့မုန်တိုင်းတွေမှာလေပြင်းတွေမိုးတဲတာတွေပြင်မိုးတီးကြီးတွေပါကြားခဲ့တာပါ။လမ်းမပေါ်ကမီးတိုင်တွေလေတန်းကြောင့်လဲကျသွားတာကိုလည်းကျွန်တော်မြင်ခဲ့ရပါတယ်။တကယ်ကိုကြောက်လန့်နေကြတဲ့အိမ်ကိုအပြေးပြန်လာခဲ့တာပါ။ဒီလိုမျိုးတစ်ခါမှမမြင်ဘူးခဲ့တယ်လို့တကယ်ကိုကြောက်စရာကောင်းလာပါတယ်။ကျမကဒီကိုလာတော့ကအဆင်ပြေနေသေးပေမဲ့အခုတော့ပြန်လို့မရတော့ပါဘူး။ရေကကျွန်တော်ပေါင်လေလောက်ထိတက်နေပါပြီ။ဒီမြောက်ခန်းကတော့ရေတွေကုန်ဝင်နေပါပြီ။ချန်ကလမ်းမပေါ်မှာဆိုရင်တော့ရေမျက်နှာပြင်ကအမြင့်ဆုံး2မီတာလောက်ထိရှိနေမယ်လို့ခန့်မှန်းရပါတယ်။အိမ်တွေဆိုရင်လည်းခေါင်မိုးလေးတွေပဲမြင်ရတော့ထိရေရောက်ကိုရောက်နေတာပါ။ဒီခရမ်းကျင်သီးတွေနဲ့မုံညင်းတုပ်တွေကိုကြည့်ပါဦး။မိုးတဲလို့အကောင်လုံးမျောပါကုန်ပြီးတစ်ခုနဲ့တစ်ခုရောထွေးပြီးတော့ပျက်စီးကုန်ပါပြီ။မုံတိုင်းတစ်ခုတည်းနဲ့အရာအလုံးဆုံးရှုံးသွားခဲ့ရတာပါ။ဒါဟာတကယ်ကိုကပ်ပေးပါပြီ။ဒီသေးနှံတွေနဲ့ကုန်ပစ္စည်းတွေကိုငါတို့ဘာလို့ရတော့မှလဲ။ဒီလိုမိုးတဲတာအကြောင်းရောင်းဝယ်လုပ်တဲ့သူတွေမှာကြီးမားတဲ့ဆုံးရှုံးမှုတွေကြုံနေရပါတယ်လို့ဒေသခံတွေကဆိုထားပါတယ်။2026ခုနှစ်ရေကြီးရေရှမ်းမှုရာသီစတင်ကလေးကတရုတ်နိုင်ငံရဲ့နေရာတော်တော်များများမှာပုံမှန်ထက်ပိုတဲ့မိုးထက်ကိုခံနေရတာပါ။ဒါအပြင်ရေတောင်တမန်တွေကနေရေအမြောက်အများလွှတ်ချလိုက်တာကြောင့်အိမ်တွေလမ်းတွေပျက်စီးတာမြေပြိုတာနဲ့လူသေဆုံးမှုတွေအထိဆိုးရွားတဲ့ဘေးဒုက္ခတွေဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီအာဏာပိုင်တွေကတော့ထုံးစံအတိုင်းသေဆုံးသူအရေးအတွက်ကိုဖုံးကွယ်ထားပြီးလူမှုရေးတည်ငြိမ်မှုရှိစေဖို့အတွက်ပဲအားစိုက်လှုံ့ဆော်နေပါတယ်။ဟုံကျိုးကွမ်ရှိမှာရှိတဲ့
လျိုလံရေလောင်တမန်ကျိုးပေါမှုကတော့ဒီကပ်ပေးမှာတုံလုံးစရာအကောင်းဆုံးမြင်ကွင်းတစ်ခုဖြစ်သွားခဲ့ပါသည်ဇူလိုင်လ6ရက်နေ့မှာတမန်ရဲ့အစိပ်ပိုင်းတစ်ခုကျိုးပေါက်သွားပြီးတစ်ခုစီကမီတာ90လောက်ကျယ်တယ်လို့သိရပါတယ်ရှုံးလုံးတွေနဲ့အပြက်စီးတွေပါလာတဲ့9မီတာတန်းပေါင်းများစွာရှိတဲ့ရေတွေကအနီးနားကကျေးရွာတွေစီကိုအရှိန်ဟုန်နဲ့စီးဝင်သွားခဲ့ပါတယ်ရွာတွေကခဏချင်းမှပဲရေရောက်ကိုရောက်သွားပြီးတော့တက်ကြီးရွယ်ုံနဲ့ကလေးငယ်တွေရေထဲမျောပါသွားတယ်လို့အိမ်တွေနဲ့လမ်းတွေလည်းပျက်စီးကုန်ပါတယ်ဒီကပ်ဘေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကနေရာအနှံ့မှာပါပဲဒေသတွင်းသတင်းရင်းမြစ်တွေရဲ့အတိမပြုတ်နိုင်သေးတဲ့အစီရင်ခံစာတွေအရလျိုလံရေလောင်တမန်ရေကြီးမှုကြောင့်သေဆုံးသူ1000ကျော်ရှိနေပေမယ့်အာဏာပိုင်တွေကတော့39ဦးပဲသေဆုံးတယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်ရေကြီးပြီးတဲ့နောက်မှာတော့ထိခိုက်ခံစားရတဲ့နေရာတွေကိုပိတ်ဆို့ထားပြီးအထူးခွင့်ပြုချက်မရှိဘဲနဲ့ဘယ်သူမှဝင်ခွင့်မပြုဘူးလို့သိရပါတယ်တခြားဒေသကကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းဘေးဒုက္ခဖြစ်ပွားရာဇုံကနေထွက်ခွာဖို့အမိန့်ပေးခဲ့ပါတယ်ဒါပြင်သေဆုံးသူအရေအတွက်အစစ်မှန်ကိုဖုံးကွယ်ဖို့အတွက်အခင်းဖြစ်ပွားရာနေရာမှာပဲရုပ်အလောင်းတွေကိုဖျက်ဆီးဖို့စီစဉ်ခဲ့တယ်လို့လည်းသတင်းတွေထွက်နေပါတယ်ဘေးဒုက္ခခံစားရသူတချို့ကတော့သူတို့ရဲ့ဘေးကင်းလုံခြုံမှုကိုဂရုမစိုက်ပဲအကူအညီတောင်းတဲ့ဗီဒီယိုတွေကိုအွန်လိုင်းပေါ်တင်ခဲ့ကြပါတယ်သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေစီကားလို့ယူဆရတဲ့အဖုံးနှံတွေကဘေးဒုက္ခဖြစ်ပွားရာနေရာတွေမှာပြန့်နှံ့နေတယ်လို့သူတို့ကဆိုပါတယ်ဒေသခံတချို့ကတော့သူတို့ပြောပြချင်တဲ့အကြောင်းအရာတွေရှိပေမဲ့ကြောက်ရွံ့နေတာကြောင့်ရောပြောခွင့်မရှိတာကြောင့်ရောမပြောရဲကြပါဘူးရွာသားတယောက်ကအကူကြီးရွာချောင်းစာပြောဖို့ကြိုးစားပေမဲ့အဆုံးမသက်ခင်မှာပဲတားဆီးခံလိုက်ရပါတယ်အာဏာပိုင်တွေကရေဘေးနဲ့ပတ်သက်တဲ့ကောလာဟလတွေကိုနှိမ်နင်းမယ်ဆိုပြီးလူတော်တော်များများကိုဖမ်းဆီးတာဒါမှမဟုတ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖြစ်ပေးတာတွေလုပ်နေတယ်လို့အွန်လိုင်းမှာပြောဆိုနေကြပါတယ်အင်တာဗျူးဖြေဆိုသူအတော်များများကတော့အာဏာပိုင်တွေရဲ့အထူးစိုးရိမ်မှုကဘေးဒုက္ခကိုယ်တိုင်ထက်စားရင်သတင်းချက်လက်တွေထိန်းချုပ်မရမှာနဲ့အုပ်ချုပ်သူကွန်မြူနစ်ပါတီရဲ့တရားဝင်မှုထိခိုက်မှာကိုပဲဖြစ်တယ်လို့ဆိုပါတယ်ရေဘေးကောလာဟလလို့ဆွဆွဲခံရတဲ့ဖြစ်စဉ်တွေကိုထုတ်ပြန်ပြသတာကတခြားသူတွေကိုသတိပေးတဲ့အနေနဲ့လှုံ့ဆော်တာလို့လည်းသူတို့ကပြောပါတယ်ဇူလိုင်လ24ရက်နေ့မှာတော့ရှန်တုံကနေကီလိုမီတာ2000ကျော်ဆိုင်ကယ်စီးလာတဲ့ခရီးသွားတစ်ယောက်ကကွမ်ရှိပြည်နယ်ကျန်းလုံမြို့နယ်တွေကိုရောက်ရှိလာပြီးရေကြီးပြီးနောက်ပိုင်းအခြေအနေတွေကိုမှတ်တမ်းတင်ခဲ့ပါတယ်ဗီဒီယိုထဲမှာတော့တောင်ပေါ်တွေကိုပိုဝင်သွားလေလမ်းတွေပျက်စီးတာပိုဆိုးလေဖြစ်နေတာကိုတွေ့ရပါတယ်မြေပြိုတာရှုံ့နှုံတွေစီးဆင်းတာနဲ့ကြောက်တုံးကြီးတွေကနေရာတော်တော်များများမှာလမ်းတွေကိုပိတ်ဆို့နေဆဲဖြစ်ပြီးမြေတူးဆက်တွေနဲ့ပြုပြင်ရေးလုပ်ငန်းတွေဆက်လုပ်နေရပါတယ်တချို့ကားတွေဖြတ်လို့မရတာကြောင့်စောက်လို့ရေလုံသားတွေအတွက်တောက်ရည်တွေကိုဆိုင်ငယ်သမားတွေကအခောက်ခါပို့ပေးဖို့ကျေးရွာတာဝန်ရှိသူတွေကိုတောင်းဆိုထားရပါတယ်ကျန်းလုံမြို့နယ်ကအလဲတန်းကျောင်းလေးကိုတော့အခုချိန်မှာထောက်ပံ့ရေးပစ္စည်းတွေဖြန့်ဝေတဲ့စင်တာဖြစ်အသုံးပြုနေပါတယ်တောင်ပေါ်ရွာတချို့မှာလူတွေနေထိုင်နေဆဲဖြစ်တာကြောင့်စားနပ်ရိက္ခာနဲ့တခြားလူသုံးကုန်ပစ္စည်းတွေကိုဒေသခံဆိုင်ငယ်သမားတွေရဲ့အကူအညီနဲ့ပုံမှန်ပို့ဆောင်ပေးနေရတာပါဒေသခံလူသမားတွေကတော့ဒီလိုထောက်ပံ့ရေးလုပ်ငန်းတွေကိုအချိန်တော်ကြာအောင်ဆက်လုပ်သွားဖို့လိုအပ်လိမ့်မယ်လို့ဆိုပါတယ်ဟန်ကျိုးကွမ်ရှိပြည်နယ်ကဥပမာတစ်ခုသာရှိပါသေးတယ်တရုတ်နိုင်ငံအနှံ့ပြားမှာဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်ရတဲ့အလားတူရေလောင်တမန်ပေါင်းထောင်ချီရှိနေပါတယ်ရာသီဥတုဖောက်ပြန်မှုကြောင့်ပြင်းထန်တဲ့မိုးလေဝသအခြေအနေတွေဖြစ်ပေါ်လာတာနဲ့အမျှဒီလိုဘေးရန်တွေမျိုးတွေကအချိန်မရွေးထပ်ဖြစ်နိုင်ပါတယ်လျိုမြောင်သုံးတွေတမန်လိုမျိုးကြီးမားတဲ့စီမံကိန်းတွေနဲ့ဆက်ဆက်နေတဲ့ Android တွေကိုလည်း short ချအစီရင်ခံနေကြတယ်လို့ဝေဖန်သူတွေကဆိုပါတယ်။ဇူလိုင်လ21ရက်နေ့မှာတော့ဂျာမနီခြေစိုက်ပညာရှင်တဦးဖြစ်တဲ့ဒေါက်တာဝမ်ဝေလောကဟမ်ဂျိုကလျိုလံရေလောင်တမန်ကျိုးပေါင်းမှုကဘယ်ဘက်ကပဲကြည့်လူတွေကြောင့်ဖြစ်ရတဲ့ဘေး Android သားဖြစ်တယ်လို့ရေးသားခဲ့ပါတယ်။သူကဒီကျိုးပေါင်းမှုကအင်ဂျင်နီယာပိုင်းဆိုင်ရာဒီဇိုင်းရေလောင်တမန်ကြန့်ခိုင်အောင်လှုပ်ဆောင်မှုမိုးလေဝသခံမှန်းချက်ရေမျက်နှာပြင်စီမံခန့်ခွဲမှုကြိုတင်သတိပေးချက်ထုတ်ပြန်မှုအရေးပေါ်ပြင်ဆင်မှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဗဝင်းကျင်ဆိုင်ရာထိခိုက်မှုတွေပါဝင်ကဏ္ဍတော်တော်များများမှာပြတ်ကွက်ခဲ့တာကြောင့်လို့ဆိုထားပါတယ်။လက်ရှိတိုင်ဖုန်းတို့ကတိုင်ဖုန်းမေဆန်နဲ့ဘာဗီပြီးရင်ဒီလအတွင်းတရုတ်တောင်ပိုင်းကိုတိုက်ခိုက်တဲ့တတိယမြောက်မုန်တိုင်းပါ။မိုးရေချိန်က900ကနေ600မီလီမီတာအထိရှိနိုင်လို့ရေကြီးမဲ့အန်ဒရယ်ကအလုံးမြင့်မားနေပါတယ်။တနင်္ဂနွေနေ့မနက်စောပိုင်းထိစည်ရင်းတွေရောက်မိသက်ဌာနနဲ့စီမံသားယာရေးဌာနတွေကဟောင်ကောင်ကျွန်းနဲ့နယူးတယ်ရီတခွင်မှာကားလမ်းတွေကိုပိတ်ဆို့စေခဲ့တဲ့တစ်ပင်လဲကြောင်းမှုအဓိကဖြစ်စဉ်9ခုထက်မနည်းကိုမှတ်တမ်းတင်ထားပါတယ်။ပင်လယ်ကမ်းနားနယ်ပိုင်းကရွာလေးတွေမှာရေကြီးတဲ့အဆောက်အုံတွေပျက်စီးမဲ့အန်ဒရယ်ကိုရှော့ချနိုင်ဖို့အတွက်ပြည်ထရေးဝန်ကြီးဌာနကအရေးပေါ်ကွန်ရက်ကိုအသက်သွင်းခဲ့ပြီးယာယီအရေးပေါ်ခုလုံရစကန်29ခုကိုဖွင့်လှစ်ပေးခဲ့ပါတယ်။တနင်္ဂနွေနေ့မနက်စောပိုင်းထိဒီဆိုရရဲ့တတ်မှတ်နေရာတွေထဲမှာလာရောက်ခုလုံနေတဲ့ပြည်သူ190ကျော်ရှိနေပြီဖြစ်ပါတယ်။